အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Medfalon တက္ကသိုလ်မှာဆိုရင် Class of 2024ရဲ့ပွင့်နေတဲ့ပြင်အခမ်းအနားကျင်းပတဲ့နေ့လေးဖြစ်ပါတယ်အခုလက်ရှိမှာကျောင်းသူကျောင်းသားတွေကပွဲယူနေတာဖြစ်ပါတယ် Medfalon Agency Values ကနေတစ်စေကျောင်းလျှောက်ခဲ့ပြီးတော့9မယ်တဲ့နဲ့ပွဲရခဲ့တဲ့ကျောင်းသားစုစုပေါင်း9ဦးရှိပါတယ်အဲ့ဒီကျောင်းသူကျောင်းသား9ဦးထဲကမှကျောင်းသူကျောင်းသားချို့ကိုပေါ့နော်သူတို့မြတ်တာလက်ဆောင်လေးတွေပေးပြီးတော့မိခွန်းချို့ကိုလည်းမြင်မြန်တော့မှာဖြစ်ပါတယ်ကဲအားလုံးပဲတားကြစို့ဒီမြက်ခင်းပြင်လေးကတော့ Medfalon တက္ကသိုလ်မှာဆိုရင်လန်တောင်မြက်ခင်းပြင်လို့ခေါ်တာပေါ့နော်အားလုံးပဲလိုက်ခဲ့ပြကြပါအခုဒီမြက်ခင်းလေးကတော့လန်တောင်မြက်ခင်းပြင်လို့ခေါ်ပါတယ်ဒါတော့ The Prince Mother Statue လို့ခေါ်ပါတယ်ပေါ့နော်။ပွင့်တဲ့ပြင်ခန်းတိုင်းမှာဒီမြက်ခင်းပြင်ကတော့အရန်ကိုလူစီကားဆုံးနေရဖြစ်ပါတယ်ပေါ့နော်။ဒီမြက်ခင်းပြင်မှာဆိုရင်ကျောင်းသားတွေကသူတို့မိဘနဲ့အမတ်တရတက်ပုံတွေရိုက်ကြတယ်ပေါ့နော်။အားလုံးပဲတွေ့ကြတဲ့အတိုင်းပဲအရန်ကိုစီကားတောင်းပြနေပါတယ်။တကယ်လည်းပြည်သူဖြစ်တဲ့အရင်လည်းဝမ်းသာမိပါတယ်။ Medfalon တက္ကသိုလ်ဟာဆိုရင်တောင်တန်းနဲ့ဝိုင်းရံထားတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်ပေါ့နော်။ပညာသင်ကြားတဲ့အခါမှာအေးအေးချမ်းချမ်းနဲ့အေးအေးဆေးဆေးသင်ကြားလို့ရတယ်။အခုဒီဘက်ချမ်းမှာကြည့်မယ်ဆိုရင်ဒီအရှိဘက်ချမ်းမှာကြည့်မယ်ဆိုတော့တောင်တလုံးရှိမယ်ပေါ့နော်။ဒီအနောက်ဘက်ချမ်းကိုကြည့်လိုက်တဲ့အခါမှာလည်းတောင်နဲ့ဝိုင်းရံထားတဲ့အရန်ကိုအေးချမ်းရှိတဲ့ကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။တောင်နဲ့ဝန်းရံထားတဲ့ကျောင်းလေးတစ်ကျောင်းဖြစ်တဲ့ကြောင့်မလို့ဒူးအမြင်ရဆိုရင်အရန်ကိုအေးချမ်းရှိတဲ့စိတ်နေတဲ့နေရာဖြစ်တယ်ပေါ့နော်။တောင်ပေါ်မြို့လေးတစ်မြို့မှာပညာသင်ကြားချင်မယ်ဆိုရင်တော့ Medfalon တက္ကသိုလ်ကိုရွေးချယ်လို့ရပါတယ်။အခုချိန်မှာဆိုရင်တော့ပွဲရမောင်မယ်တွေကထွက်လာတဲ့အချိန်ဖြစ်ပါတယ်မင်္ဂလာပါကျောင်းသားရဲ့နာမည်နဲ့ဗာမေဂျာနဲ့ပွဲရခဲ့လဲဆိုတာကိုတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်နော်နာမည် James လို့ခေါ်တယ်နာမည်ပြဆိုင်ဝန်ကျောင်းအခုကဒီ Business Administration နဲ့ကျောင်းပြရပါအမေကမိထရခိုင်ဖြစ်ပါတယ်အခု Computer Engineering Major နဲ့ကျောင်းမိထားပါတယ်နာမည်ကတော့ Rebecca ပပရှင်ဖြစ်ပါတယ်ပွဲကတော့ Business Administration ဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Accountant ဝေပါကျွန်တော်ကတော့ Bachelor of Public Health degree နဲ့ပွဲရထားပါတယ်မင်္ဂလာပါကျွန်တော်နာမည်ရဲစွဲမိုးခန့်ပါ Samuel လို့ပဲခေါ်ပါတယ်ကျွန်တော်က Tourism Major ပါ School of Management ဒီနေ့ပွဲရတဲ့အရန်ကုန်ယူမိပါတယ်ဒီရိုးပွဲတင်မကပဲနဲ့ပေါ့နော်ဒီ9မဲ့တဲ့ဗာရရှိတဲ့အတွက်ကြောင့်မလို့ကောဒီနေ့မှဘယ်လိုခံစားရလဲရင်းနှီးခံစားချက်လေးတစ်ချက်ပြောပြပေးပါနော်အရန်ဝမ်းသာပါတယ်၄နှစ်လုံးစူးစမ်းခဲ့ရသမျှတက်နေလို့ထင်ပါတယ်ဘယ်လိုခံစားရလဲဆိုတော့ပြောပါတယ်ဆိုတာတဲ့ကိုကိုဂုဏ်ယူတယ်ကိုမိသားစုအတွက်သူတို့ပြင်ပန်းရချို့နှက်တယ်လို့ခံစားရပါတယ်အရန်ကောင်းပါတယ်ပေါ့နော်ကြိုဆဆနဲ့လှုပ်ခဲရတဲ့အရာကအကောင့်ထဲပေါ်နိုင်တယ်ကိုလို့ချင်တဲ့အရာကိုရအောင်လုပ်နိုင်တယ်အဲ့အတွက်ဝမ်းသာပါတယ်ပေါ့နော်အကဲပါဒီ9မဲ့ရရှိဖို့အတွက်စာကြိုးစားတဲ့အခါမှာဘယ်လိုအခက်အခဲတွေရှိခဲ့လဲ study tips လေးကိုပြပြပေးပါဦးနော် study tip ကတော့အကုန်လုံးကို balance ပြအောင်လုပ်ပေါ့အများအားစာရေးပဲလုပ်နေလို့လည်းမရဘူးအဲ့လိုတစ်ခါလေးမှစိတ်ပန်းပြေဖို့ရှိမယ်တစ်ခါလေးကိုလည်းစမရေးအတွက်လောက်ရတာရှိမယ်အဲ့ဒါတွေအကုန်လုံးကို balance ပြအောင်လုပ်လို့ရှိရင်အရင်ထွေထူးမခတ်ဘူးလို့ထင်ပါတယ်ပြီးတော့ study နဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်လုပ်နေကြ rules တစ်ခုရှိတယ်အဲ့ဒါpre during နဲ့ post ဆိုတဲ့ဟာပေါ့နော် pre ကကျတော့ကျွန်တော်အဲ့လို class မစခင်တိုင်းမှာအဲ့ lecture slide တွေဖတ်ဖြစ်တယ်during ကကျတော့အဲ့ lecture ပေးနေတဲ့အချိန်မှာတေချာလေးလိုက်နာထောင်ဖြစ်တယ်ပြီးရင်အဲ့ pre လုပ်တဲ့အချိန်မှာမသိတဲ့ဟာတွေကိုဒီ lecture အတွင်းမှာကျွန်တော်မေးပြတယ်ပေါ့နော် post ကတော့အဲ့ဒီအထဲမှာလုံးဝအဲ့ထားအောင်မထပ်မရှင်းသေးဘူးဆိုရင်ထပ်ပြီးတော့သိတယ်မလားadditional resource တွေထပ်လေ့လာပြတယ်ဒီလောက်ပါစာလို့တာကတော့အရင်ချက်ခက်မရှိဘူးဒီမှာစာတင်တဲ့ပိုင်းနဲ့အဆင်ပြေတယ်အတိကအတန်းထဲမှာကောင်းကောင်းနားထောင်ပေါ့နော်အတန်းထဲမှာကောင်းကောင်းနားထောင်လိုက်ရင်တော့စမပဲနီးတော့အရင်ချက်မပင်ပန်းဘူးမဟုတ်ရင်အရင်ချက်ပင်ပန်းပါလိမ့်မယ်ပေါ့နော်ဒီလောက်ပါပဲအဓိကကတော့တနေ့စာတနေ့လောက်ပြီးတော့အကြံနေခေါ်လို့ရှိရင်လည်းအကြောင်းကိုမှန်သားပြီးတော့သိရရှိလို့ရှိရင်လည်းတကယ်ချင်းနေရောအကြံနေရောမေးလို့ရပါတယ်လို့ဟုတ်ကဲ့ပါဒီနေ့ပွဲရခဲ့ပြီဆိုတော့ပေါ့နော်အခုလက်ရှိချိန်မှာဘယ်လိုခံစားရလဲယူနစ်ခံစားချက်တစ်ချက်ပြောပြပေးပါပြီးသွားပြီပေါ့နော်၄နှစ်လုံးစူးစမ်းခဲ့ရလေးဖတ်သက်သွားပြီအိမ်ရတယ်လာလဲဆိုပြီးအဲ့ရဲ့ junior နဲ့အတီအောင်လုံးလာပြီးနှုတ်ဆက်ပြီးတော့ congratulate လုပ်လို့ဆိုတော့တော်တော်ပြောပါပေါ့နော်အလုံးဝhappy ဖြစ်ပြီး overwhelming ဖြစ်နေတာ Medfalon တက္ကသိုလ်မှာကျောင်းပြီးသွားတဲ့ကျောင်းသားတယောက်အနေနဲ့ပေါ့နော်ဒီ Medfalon တက္ကသိုလ်ကျောင်းတော်ကြီးကိုဘယ်လိုမြင်လဲပေါ့လေအမြင်လေးတစ်ချက်လောက်ပြောပြပေးပါအကယ်၍ဒီ facility ကောင်းလဲလိုချင်တယ်ဒီ budget လဲချွေတာချင်တယ်ဆိုရင်တော့ဒီတက္ကသိုလ်ကို comment ပေးပါတယ်ပေါ့နော်ပြီးတော့တကယ်တေချာလေးလိုက်လို့ပေးတဲ့ agent တွေလည်းရှိပါတယ်ပေါ့နော်ဆက်တယ်ကြည့်ပါပေါ့နော်ဆိုတော့အရင်တာရရဲပြရနဲ့တက်တယ်လို့မြင်ပါတယ်ရှင် international student တွေအတွက်လည်းအဆင်ပြေလို့ထင်ပါတယ်Medfalon တက္ကသိုလ်ကအမှန်တော်တော်ကောင်းပါတယ်လားငင်းကျန်းနဲ့တိတ်လေးပြီးရင်နေရာလည်းအရင်ကောင်းတယ် accessible ဖြစ်တယ်ပေါ့နော်လိုအပ်တာဟာအခွန်ရှိရယ်ပြီးရင်တို့ရအများစု institution လောက်နှိရယ်လားပြီးရင်ဒီမှာရှိရ English education accessibility ကတော်တော်မြင့်တယ်ပြီးရင် CI/CMI ရအကုန်လုံးကလည်း diverse ဖြစ်တယ်ဆိုတော့ I don't welcome လုပ်တယ်မြန်မာနိုင်ငံသားဖြစ်လို့ပဲထိုင်းနိုင်ငံဖြစ်လို့ပဲအဲ့လို credit မချဘူးအဲ့လိုမြတ်တာဆက်ဆံနေဆိုအဆင်ပြေကြတယ်ပေါ့ကောင်းပါတယ်အရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်ဥပမာဘယ်လိုပြောမလဲတိုးတက်ရမယ့်အပိုင်းတွေရှိနေသေးပေမဲ့လည်းoverall ပြောရမယ်ဆိုရင်တော့ကောင်းတယ်လို့ပြောချင်ပါတယ်
Met Following Agency Valuevest ကနေတစ်စင်းကြောင်းလျှောက်ခဲ့တဲ့အကြောင်းသားကြောင့်အနေနဲ့ကဘယ်လောက်ထိအဆင်ပြေခဲ့လဲဒီတစ်ခါမှာအခုလာမယ့်ကျောင်းသားတွေကို recommend ပေးလာပေါ့နော်တစ်ချက်လောက်ပြပြပေးပါ recommend ကတော့10 out of 10ပါပဲပေါ့နော်ဒီဆက်သွယ်သွားလို့ရပါတယ်ပြီးတော့ free ပဲဟုတ်တယ်နော် free ပဲဆိုတော့ဒီအစအဆုံးတေချာလေးစီစဉ်ပေးပါလိမ့်မယ်ပေါ့နော်ယုံကြည်ကြည်နဲ့ဆက်သွယ်လာလို့ရတယ်ပြီးတော့ဒီကျောင်းမှာလည်းဒီ agent က team တွေလည်းရှိနေတာဖြစ်တဲ့အတွက်ပါမစိတ်ပူစရာမလိုပါဘူးเนาะ ဆိုတော့အရန်ဆင်ပြေခဲ့ပေါ့နော် process အစလည်းအဆုံးလုံးဝစိတ်ပူစရာမလိုဘဲနဲ့အရန်တာဝန်ယူပေးပါတယ်ပေါ့နော်ဆိုတော့အကယ်၍ Met Following University ကိုကျောင်းလျှောက်ချင်တယ်ဆိုရင်တော့ Met Following University Valuevest ကိုဆက်သွယ်နိုင်ပါရဲ့ရှင် အဲ့တော့အစတုန်းကအားရဒီအကြောင်းလာလျှောက်တော့ဟို pandemic ချိန်မှာလာလျှောက်တာဆို pandemic second wave ဖြစ်တာဆိုတော့နည်းနည်းခက်ခဲရှိတယ်ဒါပေမဲ့ဒီ agency အဲ့ကိုကူညီပေးရသူရှင်းအောင် visa ဘာနဲ့ quick way ဟိုလုပ်ပေးစီရဘာမှမလုပ်ဘဲနဲ့သူ့ကိုပဲတောင်းတဲ့ဟာပဲပေးလိုက်တယ်ပြီးရင်သူအကုန်လုပ်ပေးရပြီးရင်နောက်တစ်ပတ်တွင် visa ကို accept လုပ်တယ်ဆိုတော့တင်ပို့လိုက်တဲ့အချိန်မှာတော်တော်ပြောတော့လွယ်လေးပဲပေါ့လာဘာမှလည်းလုပ်စီရလည်းမလို့ဟိုတွားဒီတွားလုပ်စီရလည်းမလို့သူတို့အကုန်ရှင်းပြီးလုပ်ပေးလိုက်တာတောင်းတဲ့ဟာပဲပို့လိုက်တာနဲ့ရတော့ ကျွန်တော်ကျောင်းလျှောက်တဲ့အခါမှာအရင်ထွေထူးထူးကိုပါနေကိုလိုက်လို့ဆရာသိမလို့တော့ဘူးအဓိကအဲ့ဒါပေါ့ ကဲ recommend ပေးပါတယ်အကောင်လုံးဆင်ပြေတယ်ရေးရလို့ထင်ပါတယ် ဟုတ်ကဲ့ပါဒီနေ့အောင်မြင်မှုအတွက်အရန်ကိုကုန်ယူမိပါတယ်ဒီလိုဖြေချပေးတဲ့ကျေးဇူးတင်ပါတယ် ရပါရပါတယ် ကျေးဇူးတင်ပါတယ် 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 ကျေးဇူးပါဒီအချိန်ကဆိုရင်မိဘတွေဂုဏ်ယူရဆုံးအချိန်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မိဘနဲ့ចောင်းသားတွေအတူတကွတက်ပုံရိုက်တဲ့အချိန်ဖြစ်တယ်တွေးကြည့်ရတဲ့အရန်ကိုဝမ်းသာပီတိဖြစ်ပါတယ်ပေါ့နော်တော်တော်လေးကိုဂုဏ်ယူမိပါတယ်ဒီလဲဒီအနောက်ကနေရာကိုသူတို့က M square လို့ခေါ်တာပေါ့နော်ဒီလိုမျိုး graduation day မှာဆိုရင် M square မှာဆိုရင်လူတွေကအရန်ကိုများတယ်ပွဲရမောင်မယ်တွေနဲ့ရောသူတို့ရဲ့ဒီចောင်းသားမိဘဆွေမျိုးသားချင်းတွေရောပေါ့နော်ဒီနေရာကတော်တော်လေးကိုလူများတဲ့နေရာဖြစ်တယ်ပေါ့နော်ဒီနောက်ဘက်ဆက်က M square ဖြစ်ပါတယ်ကဲဒါဆိုရင်အခုပေါ့နော် Met Following တက္ကသိုလ်ရဲ့ campus ကိုတွေ့ပြီးကြပြီထင်ပါတယ် Met Following တက္ကသိုလ်မှာဝေးရတဲ့အခါမှာဒီအပြင်ဘက် campus ကပူမယ်ဆိုရင်လည်း Met Following တက္ကသိုလ်ကနေပြီးတော့ M4U Center မှာနားနေလို့ရအောင်စီစဉ်ထားပေးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားရကျင်းနေမယ်လို့ထင်ပါတယ် Met Following တက္ကသိုလ်ကိုကျောင်းလျှောက်ဖို့အတွက်စီစဉ်ရှိမယ်ဆိုရင်အခမဲ့ကျောင်းလျှောက်ကူညီပေးတဲ့ Met Following Agency Valuevest ကိုဆက်သွယ်လိုက်နော်အားလုံးပဲ bye bye